အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ထမင်းစားမိန်စီမဲ့ငပိချက်တစ်ခွက်လေးကိုချက်ပတ်မှာဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်အစင်သစ်လောက်ထားကတော့ကြက်သွန်ကြီးရဲ့ကြက်သွန်ဖြူရဲ့ညှို့သီးစိမ်းရဲ့ပြီးတော့ခင်းချင်သီးရဲ့နော်အစင်သစ်လီးထားပါတယ်ပြီးရင်ကျွန်တော်စီလေးထည့်ပါမယ်စီဆူလာပဲဆိုရင်ကျွန်တော်လင်းမုံထည့်ပါမယ်ပြီးတော့နန်းလေးမွေတောင်းအောင်မွေပေးမယ်နော်ပြီးရင်ကျွန်တော်ခုနကလီးထားတဲ့အစပလာလေးကိုထည့်ပါမယ်အနက်မွေးလာအောင်မွေပြီးအောင်မယ်နော်ယခုလိုမျိုးအနံ့လေးမွေးလာမယ်ဆိုကျွန်တော်ငပိထည့်အောင်မယ်ဒါထိုင်းငပိပေါ့နော်သူကအရက်တန်လေးချို့ပါတယ်ပြီးရင်ငပိအနံ့လေးမွေးအောင်လို့မြင်းမြတ်မှုပြီးပါမယ်နော်ဒီလိုနင်ထားရောက်မယ်ဆိုရင်ကျွန်တော်ခင်းကြီးလေးထည့်အောင်မယ်ပြီးတော့ဆက်မှန်မယ်နော်ပြီးတော့ကျွန်တော်ချုံမိုးလေးထည့်ပါမယ်ပြီးရင်ကျွန်တော်ခင်းချင်ဒီနူတော့အောင်ဒီလေးထည့်ပါမယ်ဒီထည့်ပြီးတော့မွေပြီးသွားရင်ခဏလေးအောက်ထားမယ်နော်ဒီလိုရေချတဲ့နေထားရောက်ပြီးဆိုရင်ကျွန်တော်အယုံတင်မောက်လေးထည့်ပါမယ်ပြီးတော့လော်ထားတဲ့ညုတ်ဒီမောက်လေးကိုထည့်ပါမယ်ကျွန်တော်အဆက်ကြတယ်ဆိုလေအဆက်ညုတ်ပြီးထည့်လိုက်တယ်နော်ဒီလိုနေထားရောက်ပြီဆိုရင်ကျွန်တော်နည်းနည်းပြင်လေးထည့်ပါမယ်ကြားတဲ့သူတွေထည့်ပါမကြိုက်ရင်ထည့်ရမလို့ပါဘူးကဲအရန်ကိုထမင်းမိန်စီမငပိချက်တစ်ခွက်လေးရပါပြီတောက်စရာစုံစုံလင်းလင်းနဲ့ဆိုပို့ပြီးပြည့်စုံသွားတော့ဗျာကျွန်တော်လှုပ်စားကြည့်ဖို့မမေ့ပါနဲ့